သက်ရှူပြီးကျင်ရလေးလုပ်နော်သက်ရှူပြီးကျင်ရလုပ်ပဲနှလုံးအားကောင်းရတာနှလုံးအားကောင်းရင်နှလုံးအားကောင်းစေပြီးရအဆုပ်အားကောင်းစေပြီးပေါ့နော်ဆိုတော့ခြေထောက်ကိုဘယ်ကိုအောက်ထားလဲညာလို့ပေါ့ဒီလိုပုံစံမျိုးရောမကျင်ရတဲ့ပုံစံမျိုးပါဆိုတော့နောက်ဆုံးမှစဉ်းစားကြည့်ဆိုတော့ကလေးကိုဒီလိုလုပ်ပုံစံမျိုးနဲ့ရှူဒီပုံစံမျိုးနဲ့ရှူတယ်လို့ချိန်တဲ့ချိန်မှာဆိုရင်ရှူထုတ်တယ်ဒါဆိုရှူသွင်းတယ်ရှူသွင်းတယ်ရှူထုတ်တယ်ဒီတိုင်းလေဘယ်လက်ကြီးနဲ့လက်သုံးညလွတ်ထားတယ်လက်ညိုမတ်တန်းရဲ့လက်မဒီဘက်ကရှုမယ်တော့ဒီဘက်ကနေတော့ထောက်နော်ဘက်ကရှုပေးမယ်ဘက်ကပြန်ထောက်လက်ငါးကြောင်ပါနော်လက်ငါးလက်ညိုလက်တချွဒီတစ်ချောင်းကတော့လက်ထားလက်မရဲ့လက်ညိုရဲ့လက်ကလေးကိုထိထားတယ်ပြီးသွားရင်လက်တချွတဲ့လက်တန်းကိုတော့လွတ်ထားမယ်ထားတယ်ဒီနှလုံးရှိတဲ့နေရာကိုထောက်တယ်ထောက်ပြီးတော့မှ9-3ခုပုံလို့ပြောပါနော်9 1 2 3 4 5ဆိုပြီးတော့ရှုသွင်းမယ်ခဏအောက်ထားမယ်1 2 3ပြီးတော့မှပြန်ရှုထုတ်တဲ့အခါမှာခုတ်ပြန်ချိန်ပါ1 2 3 4 5 6ခုရှုသွင်းမယ်1 2 3 4 5ခဏဟိုထားမယ်1 2 3ပြီးမှရင်ပြန်ရှုထုတ်မယ်1 2 3 4 5 6ခုစိတ်ထဲကနေမှထားမယ်1 2 3 4 5ပြီးတော့ရင်ခဏလေးအောက်ထားမယ်1 2 3ဒီမှာပြန်ရှုထုတ်တဲ့အခါမှာဆိုခုနှစ်ချိန်ခုနှစ်ခါပါနော်1 2 3 4 5 6ခုဆိုပြီးတော့အမတ်စီလေးနော်ဒီပြန်ရှုလို့မယ်ရှုပေးမယ်ဒီနေ့တော့လေးကအောက်ထားမယ်တော့ဒီနေ့တော့ဒီမှာပြန်ရှုလို့မယ်ဒီနေ့တော့လေးပါချောက်ဖို့ရှုထုတ်ဖို့ဆိုရင်ပါးစပ်ကနေရှုထုတ်လို့ရတယ်ပေါ့နော်အတော့ပုံပေါ်တယ်လို့ပေါ့နော်
လောက်လေးဆင်းမယ်ပေါ့နော်ချာစီဒါလေးကိုတော့ထိတယ်နော်ကိုနိုင်လောက်လေးပါထိတဲ့အချိန်မှာရှိပါမယ်ရတဲ့အချိန်မှာရှိထုတ်ဒီပေါင်ကျော်တွေကိုလာထိမယ်ပေါ့နော်ထိပိတ်စီကိုနိုင်လောက်ပေါ့အကျော်ရှော့နိုင်လောက်ဒါတော့ပြီးညာသူကလည်းအရင်ရှုပ်တယ်ကျိုးကမထိနိုင်ဘူးမထိနိုင်တော့ထိကောင်းထိချင်းကိုပဲထိပါဒီလောက်ထိတာအကျော်ထိတယ်ပေါင်ကျော်ရဲ့ခါကျော်ရဲ့လာထိတယ်ပေါ့နော်ဒါရထိပိတ်စီကိုနိုင်လောက်လေးလုပ်ပြီးပေါ့နော်ဒီနေ့လုပ်ပြတာကဒါတစ်မျိုးနှစ်မျိုးပြီးပါရင်ဒါတစ်မျိုးသုံးမျိုးဒါနဲ့ဆိုတော့၄မျိုးနော်၄မျိုးဟဲ့ဟုတ်ပြီးတော့နောက်ထပ်တစ်မျိုးလေးလုပ်ပြမယ်ဒီလိုလေးလှည့်မယ်ပေါ့နော်ခါလေးတွေဒီလိုလှည့်ခါလေးတဲ့ဒီလိုမလဲတော့ဒီလိုဒီခါဟုတ်ပဲဒီဘိုက်ကျော်နဲ့ဒီခါကျော်နဲ့စားလို့တဲ့အချိန်မှာခက်ခဲရှိတယ်ဒီပြည့်တော့အဆင်ပြေပါတယ်ရှူသွင်းတဲ့အချိန်မှာဆိုရင်ဒီတင်မစုံကြောလေးကိုညှစ်ထားတယ်ပေါ့။ဒါချုံတော့မှဆိုရင်ပြန်ထုံးလိုက်။ပြန်ပြီးတော့ဖြည့်ရှော့လိုက်။ပြီးမှတစ်ဖက်ပြီးနောက်တစ်ဖက်ပေါ့နော်။ဒီဘက်ပြီးတော့ဒီဘက်ဒီခဏကိုလေးမပါဘူးပေါ့နော်။ဒီခါလေးပဲ။ဒီဘက်ကိုဖွင့်ထားမယ်ပေါ့။အဲ့ဒါမှာနှလုံးအားကောင်းတယ်ပေါ့နော်။ဒီဘက်ပြန်အောင်နော်ဒီဘက်လေးကိုမနေ့တိုင်းမှာလုပ်ပြီးပါနော်။ဘာတဲ့ဘိုင်းမှာလုပ်ပြီးပြီဆိုရင်အဆုပ်လည်းအားကောင်းတယ်နှလုံးလည်းအားကောင်းတယ်နော်ဒီနေရာတစ်နေ့သွားလာလှုပ်ရှားနေတဲ့ခါကျတော့ဒီနှလုံးကိုလာပြီးတော့ချိတယ်။အဲဆိုရင်နှလုံးအားကောင်းအောင်ဆိုရင်တက်ရှူရေးခြင်း